ညာသေးတန်းလေးရဲ့ထိတ်ဆုံးမှရောက်နေတဲ့မောင်ရင်ကဆိုင်လေးတစ်ဆိုင်သူများတွေလိုဆိုင်ကြီးကြီးမားမားတော့မဟုတ်ပါဘူးတောင်းနှလုံးကိုဆိုင်တန်းလေးနဲ့ဘာကြီးမောင်ကထမ်းလာတယ်ပြီးတော့အမေကြီးကမောင်ရင်ကဆိုင်တွေလိုအပ်တဲ့ပစ္စည်းနှဲငယ်ကိုလက်တစ်ဖက်ကကန်ပြီးကျန်လက်တစ်ဖက်ကရေနံစီမိတိုင်ခွက်ကြီးကိုကန်ဆောင်လာတယ်ဆိုင်ဖွင့်မဲ့နေရာရောက်တော့ဆိုင်တန်းကြီးကိုဘေးချပြီးအနောက်ဘက်နားစီမှာခဏအပ်ထားတဲ့မိသွေးမိဖို့ကိုယူမီးမွေးပြီးဟင်းရိုးကိုဟိုဆပ်ပေးပါတော့တယ်တစ်ဖက်တောင်းထဲမှာတော့ဘုံဘက်တွေနန်းနန်းပင်မြို့တိမုတ်၆တီးငမ်းမြရီလက်တော့ပေါ်စတာတွေကိုသူ့နေရာနဲ့သူတသက်ရက်ပြီးထည့်ထားတယ်မော်ရင်ရဲ့နန်းလေးကဆွဲဆောင်မှုရှိတယ်ကျမတို့ညီမတွေကညနေခင်းဆိုအဘမောင်တို့မော်ရင်ကိုအမျက်တော့စားတယ်ခွေးချစ်ကုံပူလေးနဲ့ထိုင်စားရတဲ့တော့ချက်မော်ရင်ကားလေးပါမြို့ကောင်းတဲ့တင်းတင်းလေးငပြောဦးများများနဲ့အမေကြီးလက်ရလေးကိုတစ်ဖက်မှာ3-4ရက်တော့ကျမတို့တော့စားကြပါအမေကြီးကဒီနေ့တော့ငါစိတ်ချိုတာနဲ့ငါနည်းနည်းပို့ထည့်ထားတဲ့ဆံမလေးရေခုပြောပါပဲနန်းနန်းပင်တိုလေးတွေကိုမပြောပတ်လေးနဲ့ထောက်ထားတာလက်ဆက်ပြီးစိမ့်နေတာပဲမြို့လုံမောင်းကလည်းကိုယ်တိုင်တော့ထောင်းထားတာဆိုတော့မွေးဆက်နေည9 နာရီလောက်ဆိုအမေကြီးတို့မောင်းကအကုန်ပြီညာစည်းတန်းကအဲ့ဒီချိန်ဆိုလူစီနေတော့တခြားရုပ်ကလူတွေကလည်းအမေကြီးတို့ဆိုင်တန်းလေးနဲ့ရောင်းတဲ့မောင်းကိုတကူးတကလာစားကြတယ်အမေကြီးတို့ဘယ်ချိန်လောက်ကစပြီးမောင်းရင်ထချက်ရတာနက်4 နာရီလောက်တည်းကဈေးမှာငါးဝယ်ရပြုတ်ရနဲ့ဘယ်မှာနားရပါမလဲအဖိုးကြီးကကျုပ်ကမနားရပါဘူးပြောတော့အဘမောင်ကပြုံးနေပြီဒါကခေါ်လိုက်တက်နေရတာဆိုတော့ငွေလိုတယ်လေနောက်2 နှစ်လောက်တက်ပြီးရင်ပြီးပြီအဲ့ဒီခါကျရင်ကျုပ်တို့လည်းဒီလောက်မပင်မတော့ပါဘူးသူပွဲရပြီးသွားရင်တော့အဘတို့လည်းနားရပါပြီဆရာမကြီးအဘမောင်ကကျင်းနဲ့ပီတီဖြစ်နေတဲ့မျက်နှာနဲ့ကောလိပ်ကျောင်းတက်နေတဲ့သားတော်မောင်အကြောင်းကိုအမြဲပြောသူအဘမောင်နဲ့အမေကြီးတို့ကကျမတို့မျိုးရဲ့ဆွန်ဘက်ရက်ွက်လေးမှာနေကြတာငငယ်ကသားသမီးတွေမိုးဖောက်ခဲ့ပေမဲ့အဖတ်မတင်ခဲ့ဘူးခုကောလိပ်တက်နေတဲ့သားကိုအသက်40ကျော်မှမွေးတယ်သွေးဆုံးသားဆုံးမှမွေးတဲ့သားမှချစ်ရမဝနိုင်ဖြစ်ခဲ့ကြပါသားလေးကငယ်စဉ်တည်းကစာကိုကြိုးစားခဲ့ပြီးအတန်းမှန်မှန်အောင်လာခဲ့တယ်10 တန်းအောင်တဲ့နှစ်မှာတော့ရက်စေရမျိုးတွေကရောအမျိုးတွေကပါတက္ကသိုလ်မတက်စေပဲအဝေးတင်တဲ့အလုပ်တစ်ခုလုပ်ဖို့တိုက်တွန်းကြတယ်အဘမောင်ကငါတို့မျိုးထဲမှာရောမဲကြီးတို့မျိုးထဲမှာပါမျိုးမှာကောလိပ်ကျောင်းတက်နေတာဆိုလို့တယောက်မှတော့မရှိဘူးငါတို့ဆိုတာလဲဘုံကြီးကျောင်းတက်အတန်းစာတော်သင်ခဲ့ရတာမဟုတ်ဘူးခုငါသားကထွန်းထွန်းပေါက်ပေါက်နဲ့ကောလိပ်တက်ရမှာငါကုန်ယူတယ်ကျင်နဲ့တက်ငါတို့စူးစမ်းပြီးထားမယ်ခုအားလုံးနဲ့ဆန့်ကျင်ပြီးအဘမောင်နဲ့အမေကြီးကသားကိုကောလိပ်ကိုပို့ခဲ့ကြတယ်မော်ရင်ကလာစားတဲ့လူတွေကိုလည်းသူသားကောလိပ်ကျောင်းသားကြီးဖြစ်နေတဲ့အကြောင်းကိုမော်ရင်ရည်အစ်စ်ခတ်တဲ့ပြီးရင်မောရင်ပြောပြတတ်တယ်ဒီချိန်မှာတော့ကောလိပ်ကျောင်းသားကငွေလိုလိုလမ်းမာတယ်အဘမောင်ကဆရာမလေးသားကငွေလိုလိုလမ်းမာတယ်ငွေပိုကုန်ချပေးဖို့မြို့မှာကောလိပ်တက်နေရတာကိုသူခမညာတနာစရာပါကျုပ်တို့ပူဝေးမှာ300မှာလေငွေလက်မာတဲ့သားကိုပြဿနာနေတဲ့အဘမောင်နဲ့ဇနီးမောင်တော့တရက်မှလည်းနေလေကင်းကြီးနေပူပူမှာအဘမောင်ကိုတွေ့တယ်ကျမကဘယ်ကပြန်လာတယ်လဲအဘမောင်တားစီကိုလူကြုံကြည့်လို့ဆရာမကြီးမဲကြီးကသူ့သားအတွက်အစိုးတွေနဲ့အင်ကြီးတွေဝယ်ပြီးပို့ခိုင်းလေရဲ့နှစ်ဖူးကကြလာတဲ့ချွေးတွေကိုခေါင်းမှာပေါင်းထားတဲ့တပတ်နဲ့ခက်ကြကြမ်းတော့ရင်အဘမောင်ကပြုံးပြီးပြောချတယ်ပစိုးတူဝေးပြီးခြေလန်းတွတ်သွားနေတဲ့အဘမောင်ရဲ့ခြေတော်မှာရှိကြတဲ့ဖနက်ကတေရှာကြည့်မှနောက်မီးပြတ်နေပါရောလားဘမောင်နဲ့အမေကြီးတို့မောင်ငါဆိုင်ကိုမုံသက်ဆိုင်ဘမောင်တို့ကိုကျမနှုတ်ဆက်ခြင်းလို့လာခဲ့တာပါကျမမနှက်ပြန်ကဆိုနေပြောင်းရတော့မှာမဟုတ်ထို့အခါဘမောင်ကအိုးဆရာမလေးရဲ့ကိုယ့်ရက်ကိုမြင်မှာအမြဲနေရမလားမှတ်တယ်ပြောင်းရမယ်ဆိုတော့လေမတက်နိုင်ပေဘူးပေါ့ခွင့်ရလို့ကိုယ်စားလေးမျိုးကိုပြန်လာရင်လဲဘမောင်တို့စီလာခဲ့အောင်လို့ဟုပြောချတယ်ဒီလိုနဲ့ဝန်ထမ်းဘဝနဲ့နေရာဒေသတွေတော်တော်များများမှာလှည့်လည်တာဝန်ထမ်းဆောင်ခဲ့တယ်မိဘများစီကိုလည်းမကြာခဏပြန်ပြတယ်ခွင့်ရနေတာရဲ့အလုပ်ကိစ္စတွေလည်းပါတာကြောင့်အဘမောင်တို့မွေးငါဆိုင်လေးစီကိုမရောက်ဖြစ်တော့ပါဘူးညနေဆောင်အိမ်ပြန်ချိန်နေမှာတော့ကားပေါ်ကလမ်းကြည့်မိတယ်မိတိုင်ကွယ်မိန်လေးလင်းအောင်မှာဘမောင်နဲ့အမေကြီးကတော့ပုံမှန်ဈေးအောင်လက်ပါ
နောက်ပိုင်းသူတို့သားလေးကဘွဲရပြီးတော့အိမ်အောင်ပြုတယ်မင်္ဂလာဆောင်ကိုအဖေနဲ့မေလာရမယ်ဆိုတော့ဥပမောင်နဲ့ဒေါ်ကြီးယုံတို့ရန်ကုန်ကိုအပြေလော့သွားကြတာမင်္ဂလိဘက်ကထဲထဲဝဝနဲ့ဂုံကြီးချင်းနေထားပါညနာမဆင်းရဲရသူမို့မင်္ဂလာပွဲမှာအဝတ်ပြူမှာနဲလာပါကြောင်ကြကြစပွဲလေးမှာလက်မယားနှစ်ယောက်ထိုင်နေရင်တားတော်မောင်ရဲ့မင်္ဂလာပွဲကိုကြည်နေမဆုံးဖြစ်နေကြတယ်မေကြီးငါတို့သားလေးကိုကြည်စမ်းမအောင်ကွာပညာတတ်ဖြစ်တော့ဩစဘောရုပ်ချောမြို့သူနဲ့ကုသဆောင်ရတယ်ငါနဲ့ကြည်နပ်ပီတိဖြစ်လိုက်ပါပြီတော့ကွာပြုံးရည်ကြည့်နေတော့ဥပမောင်ရဲ့ရင်ထဲမှာဝမ်းသာခြင်းကပြောမပြတ်တဲ့အောင်နောင်များမှာတော့ဥပမောင်နဲ့ဒေါ်ကြီးအောင်တို့ကိုတာဖြစ်သူကရန်ကုန်မြို့မှာခေါ်ယူဆောင်ကြောက်ထားပါတယ်မိဘနှစ်ပါးစလုံးကျဉ်းနှံ့ကြပါတယ်ဝေးရမြေကလူတွေကိုလည်းနှုတ်ဆက်မဆုံးပါအိမ်နဲ့ခြံလေးကိုလည်းရက်စီရမျိုးတွေကကြည်ချူဆောင်ကြောက်ပေးထားတယ်ချွေးမလေးကလည်းပညာတတ်မင်းကလေးပြီးလိမ်မာရင်ကြီးပါတယ်ဥပမောင်ကမနဲ့စောစောလွန်ထက်ကြောက်တယ်ခြံဝင်းထဲကတပင်ပန်းမင်းလေးတွေကိုပြဆူဆောင်ကြောက်ပေးတယ်မေကြီးုံကတော့အိမ်ကူမင်းကလေးနဲ့အတူမိဖို့ကံမှာစီမံချက်ပြုတ်တယ်ချွေးမလေးမှာကိုဝင်ရှိလာပြန်တော့လေမြေဦးလေးချီရတော့မယ်ဆိုတဲ့အသည့်နဲ့ဥပမောင်နဲ့မေကြီးုံကရခင်ကတဲ့ပိုလို့ကျမ်းမအောင်နေတာဖြစ်သူရုံသွားတော့အိမ်မှာကြံခဲ့တဲ့ချွေးမလေးကိုလိုလေသေးမရှိအောင်သူတို့လင်မယားကရိတ်တကြီးနဲ့ပေါ့မွေငါစားကျင်တယ်လို့ပြောလိုက်ရုံနဲ့လင်မယားနဲ့ကပြားကရထချက်ပေးတယ်မြေဦးလေးကယောက်ျားလေးဖြူဖွေးပြီးချစ်စရာကောင်းလိုက်တာနဲ့ဥပမောင်ကမြေလေးကိုလက်ကမချတော့မေကြီးုံတို့ပြောနေဦးများဇာတိမြေကလူတွေကိုသတင်းပေးနေတာတနေ့ကို15ကဒလီဘုံဆိုမနာရတော့ဘုံမြရဲ့တောင်ပိုင်းကချက်ခင်တို့ကိုပြောပေးပါအောင်တော့ကျုပ်တို့မှမြေဦးလေးရနေပြီလို့ဘုံမြကန္နာပိုင်းကတင်လာတော့အုပ်စုကိုလည်းသတင်းပေးကြပါဦးတစိမ့်လောက်ပါတော့ကျုပ်တို့မြေဦးလေးရနေပြီဆိုတာပြောပြပေးပါဦးဥပမောင်ကမေကြီးတော်လောက်ပြီနော်ဟုတောင်းယူရတဲ့အထိမြေးလေးကြောင့်ဒီမှာရေတံမောတံကလေး6တန်တချင်းဆိုတဲ့နေစီညံဝေလျက်တနေ့မေကြီးုံတယောက်ချောင်းနေဆိုပြီးကောက်ခံမှာဖျားပါတော့ဆွေးမလေးကကလေးကိုအဖျားကုမဲ့ဆိုပြီးမေကြီးအောင်ကိုအခန်းထဲမှာပဲနေစေတယ်စေကမ်းပြပြီး4-5ရက်လောက်နေတော့နေပြန်ကောင်းသွားတယ်ချောင်းဆိုးနေငယ်တော့ကြံနေသေးတယ်မြေလေးနဲ့ခွဲနေရတဲ့4-5ရက်က4-5ကပ်ပါမကကြာနေတယ်လို့မေကြီးအောင်ထင်နေမိတယ်လမ်း6တက်ကစားမြေလေးကသွားလေးတွေလည်းတစ်ချောင်းစနှစ်ချောင်းစပေါက်နေတယ်မြေဘက်ဆန်တော်လေးကိုဝါသူ့ပါဇက်တွေထည့်ပေးလိုက်ရင်မြုပ်နေလိုက်တာမျိုးဆိုတာလေလက်ကမချကျင်တော့အောင်ချစ်ဖို့ကောင်းတော့နောက်မေကြီးုံထပ်ပြတယ်တာကအထုခုစေကမှတော့ပြပေးတယ်ဆရာဝန်ကြီးကဓာတ်မှန်ရရမယ်ဆင်းစစ်မှုတွေအများကြီးလုပ်ပြီးတဲ့အခါမှာတော့အဖြေက TB ယောဂဆိုပဲဆေးမမှန်တော့ရင်ပျောက်တယ်လို့ဆရာဝန်ကတော့ပြောလိုက်တယ်အိမ်ပြန်ရောက်တော့ချက်ချင်းပဲမေကြီးခွဲခြားဆက်ဆံတာခံလိုက်ရတယ် TB ယောဂမှာအခန်းထဲမှာတယောက်တည်းနေရတယ်ထမင်းစားပကံရေခွက်ဇုံကအစနောက်ဆုံးအိမ်မကြီးကအင်တာကိုအသုံးပြုခွင့်မရပဲအိမ်နောက်ဘက်ကတိချအင်တာကိုအသုံးပြုစေတာဖြစ်သူကအမေကိုတိချပြောပြတယ်ကလေးကနူးနေတဲ့အတွက်ယောဂကုမဆိုးတဲ့အကြောင်းကိုပဲအမေလက်ကလေးကိုကိုင်းပြီးထက်ကတလေးလေးရှင်းပြနေတပတ်လောက်ကြာမှတော့တာယုံသွားနေတဲ့ချိန်ချွေးမလေးလည်းဈေးသွားတယ်လို့ကြားလိုက်တယ်ဒီတော့မေကြီးအောင်ပြင်ကိုအကဲခတ်ကြည့်လိုက်တယ်အိမ်ကူကောင်မလေးအနားမှာမြေးလေးကိုတွေ့တယ်လက်ရက်လန့်ခေါ်လိုက်တယ်ရိုင်းတိရိုင်းတိုင်းနဲ့လမ်းလျှောက်လာပုံလေးကအသေးရကျန်မြေးရှိလေပလင်းတွေကမြေပဲဆန်လေးကိုမေကြီးကဝါပြီးမြေပလီပဲဆက်တဲ့ခွန်ယုံချီသေးတယ်ကားတန်လည်းမကြမ်းပြုံးချွေးမလေးကိုတွေ့လိုက်ဟင်ဒါဘာလို့ထားလဲဒါဘာလို့ထားလဲချွေးမလေးစီကပြောခံရပြီဒီနောက်မှာတော့မေကြီးကိုအိမ်နောက်ဘက်ကအလုပ်သမားဆောင်ခန်းမှာပြောင်းချထားဖို့ဖြစ်လာတယ်တီဗီယောဂတဲ့မို့အန်ရရှိတယ်ဆိုတဲ့အချက်နဲ့ဒါနဲ့ချွေးမလေးတို့လည်းစကားတွေများကြတာကြည်ကြည်လောင်လောင်နဲ့အကြီးကျယ်ပဲဒါကအမေကိုအိမ်ကြီးဘောက်ကနေအိမ်နောက်ဘက်ဆောင်တွေကိုမချွေနိုင်ဘူးလို့ဆိုပြန်တော့ချွေးမလေးကအဲ့ဒီလိုဆိုရင်သူကကလေးကိုပါခေါ်ယူပြီးသူ့မိဘအိမ်ကိုသူပြန်မယ်တဲ့အခြေအနေကတင်းမာနေဥပမာစဉ်းစားရတယ်မိဘတွေကြောင့်တားအိမ်တော်ကြီးအစင်မပြေဖြစ်မှာကိုမလိုလားပါနောက်ဆုံးတော့တားအတန်တန်တားနေတဲ့ကြားကပဲဥ
ဥပမောင်တို့လည်းများများကိုရက်ပြန်လာခဲ့ရပါမကြည့်အောင်ကတော့မပြန်ချင်းမျက်ရည်လေးတလဲလဲဥပမောင်ကတေချာချင်းပြရငါတို့နားလဲတင်မိမဲကြည့်နေပြန်ကောင်းလာတဲ့ခါကျရင်သွားကြည့်လာကြည့်လောက်ကြတာခုတော့နေမြန်ကောင်းအောင်သာကြိုးစားနေကောင်းတာနဲ့ငါတို့သားစီကိုပြန်သွားကြတာပေါ့ဒီလိုနဲ့အမေကြီးဟာကိုယ့်ရောက်ကိုပြန်လာခဲ့ရတယ်စိတ်တွေကရေကလေးစီမှသာကြံနေခဲ့တယ်ချီလိုကမှမောအသေးချစ်လိုကမှမကုန်သေးခင်ဒီချောင်းစိုးယောဂကငါမှလာဖြစ်ရလေလားဒီယောဂကလည်းကုလွယ်တဲ့ယောဂဆိုပဲဟုတ်ယူကြုံမရနဲ့အိမ်နာပတ်ဝန်းကျင်ကကလေးတွေမြင်ပြန်တော့မေကြီးကိုညင်ဆိုးရပြန်ငါတို့မြေးလေးကဒီရွယ်လေးကကိုကမောင်ငါတို့မြေးလေးကဒီရွယ်လေးကကိုကမောင်အချင်းချင်းပြောဆွဲလန်းစိတ်တွေနဲ့မေကြီးကိုထမင်းစားလည်းပြက်ခဲ့ဆေးတွေရဲ့အချိန်နဲ့အားကလည်းနေတယ်နေတာပြန်တော့မိုးတွေလွန်ရတဲ့ဟာဆိုပြီးမှမေကြီးကိုတော့ဆုံးမသွားခဲ့ချပါဥပမောင်ကတားစီကိုအကြောင်းကြားလိုက်တော့ရန်ကုန်မြို့ကတားတော်မောင်အပြေးလွှာရောက်လာတယ်အမေကြီးကိုရက်လက်ပြီးတာနဲ့သူကပြန်တော့မှမဟုတ်ဥပမောင်ကိုတပါးတည်းလိုက်ပါဖို့ခေါ်ယူဥပမောင်ကတားရဲ့တားမေကလည်းခုမှဆုံးကစားချီသေးတယ်အဖေဒီရက်ကနေဘယ်ကောမှမသွားကြသေးဘူးနောက်များတော့အဖေဒါတို့စီလိုက်လာခဲ့မယ်ဟုတ်ညင်းဆိုခဲ့ပါတယ်အဖေဖြစ်သူကိုခေါ်မရတဲ့ဆိုတော့တားလည်းရန်ကုန်မြို့ကိုပြန်သွားတယ်ဥပမောင်ကိုလည်းငွေကြေးအချုပ်ပေးခဲ့တယ်ကိစ္စကြီးနဲ့ချီရင်သူ့ကိုဆက်အကြောင်းကြားဖို့မှာသွားတယ်ဒီလိုနဲ့ဥပမောင်သူ့ခြံဝင်လေးတိုင်းကတယောက်တည်းခြံလေးနဲ့အိမ်လေးကိုလက်ပတ်ကြည့်ချူနေတဲ့ခါတိုင်းမေကြီးခုတော့ဒီအိမ်ဒီခြံမှာငါတယောက်တည်းဟာဟုတ်မေကြီးကြားသေးလားဒီကိုလည်းပြောဆိုနေပါတယ်အိမ်မောင်ကိုလှမ်းတက်လိုက်တော့သူတို့နှစ်ယောက်အတူရုန်းကန်ခဲ့ရတဲ့မောင်ငါဟင်းရီကိုထဲတဲ့တောင်းနှလုံးနဲ့ထမ်းပိုးလေးကအိရှင်နာကတောင်ကလေးမှာထီကြီးမြင်နေရတယ်ဒီနေ့စွန်းတော်အတန်ကြားတယ်ဆိုရင်ပဲဆွန်လောင်းဖို့ခြံဝါကိုထွက်လိုက်တယ်ဆိုရင်တွေကိုလှည့်ပြီးဗကံကိုပြန်ပေးမှတစ်ချက်မောကြည့်မိလိုက်တော့ဟင်အဘမောင်ဆရာမလေးခွင့်ရလို့ပြန်လာတာလားဟုတ်ကဲ့ဗမောင်မေကြီးဆုံးပြီးနောက်ပိုင်းခြံဝိုင်းလေးကိုရောင်းပြီးဖုံးเจ้าကိုလှူလိုက်တယ်ကျုပ်လည်းဖုံးเจ้าမှာပဲကပိယဖြစ်နေတယ်ဒါတို့ကမြို့မှာလိုက်နေဖို့ခေါ်ပါတယ်ကျုပ်မနေခြင်းဆရာမလေးမေကြီးကောင်းချတဲ့ဒီမြင်မှာပဲကျုပ်နေမယ်ကျုပ်တို့သားလေးရန်ကုန်မြို့မှာနေတာခုဆိုဘီလက်တောင်ပြောင်းသွားပြီသူကဘွဲရပြီးသားပညာတတ်ဆိုတော့ဘီလက်မှာလည်းနေရာကောင်းရတယ်ကျုပ်ကဂုံယူနေရတာဗျသွားမယ်ဆရာမလေးဟုပြောပြီးဆုံးခံဆက်သွားပါတော့စွန်းတော်ဖက်နှက်မပါခြေပလာနဲ့ဗမောင်ရဲ့ကြောပြန်ကအင်ကြီးမှာချွေးတွေဆူချွဲလို့နေပါဆုံးရင်ကွက်တွေထည့်ထားတဲ့တောင်းနှလုံးကိုတဘိုးနဲ့ထမ်းပြီးရွာစဉ်လှဲ့ကတန်ဃာတော်တွေနောက်ပါကလိုက်ပြီးဆွန့်ခံပေးနေတဲ့အဗမောင်ရဲ့ဆွန်းတော်ပြုတ်ဆိုတဲ့အတန်ကတော့အခုဒီတိုင်နားဝမှာကြားရောက်နေသေးပါ